ခုမှပန်းလာစင်တင်တန်းပြန်ရောက်တာပေါ့နော် relationship တစ်ခုမှာကိုတခြားလူကပြစ်တင်တာအရန်ကိုအပြစ်တင်နေရတာခံနေရလားဒါမှမဟုတ်ရင်ကိုယ်တိုင်ကပဲတခြားသူတယောက်ပေါ်မှာအရန်ပဲအပြစ်တင်နေမိတဲ့လူတယောက်ဖြစ်နေလားပေါ့နော်ဒါလေးကိုတစ်ချက်စဉ်းစားစေရှင်နဲ့ကိုကဘာဖြစ်လို့အဲ့လူကိုအပြစ်တင်နေမိလဲဆိုတာလဲတစ်ချက်စဉ်းစားစေရှင်နဲ့နောက်တစ်ခုကိုတခြားလူကဘာလို့အမြဲတမ်းပြဿနာဖြစ်တိုင်းရန်ဖြစ်တိုင်းအပြစ်တင်နေတာလဲဆိုတာလဲစဉ်းစားစေရှင်နဲ့ပေါ့နော် relationship တစ်ခုဖြစ်လာပြီဆိုခါကြရင်တစ်ခါတလေမှာကိုယ်တိုင်ကအပြစ်ရှိလို့မှားလို့ဆိုပြီးတော့မှကိုအပြစ်တင်ခံရတာရှိနိုင်တယ်လို့ကိုကမမားပဲနဲ့ကိုတက်အပြစ်ရှာပြီးတော့မှပြောဆိုနေတာမှုတွေလည်းခံရနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ကိုယ်တိုင်ကပဲတခြားလူတယောက်မှအပြစ်ရှိနေလို့အပြစ်တင်တာနဲ့ထောက်ပြတာနဲ့မတူဘူးပေါ့နော်အပြစ်တင်နေမိလားပေါ့တကယ်ပဲအပြစ်မရှိပဲနဲ့ဟိုတခြားလူကိုကအပြစ်မရှိအပြစ်ရှာပြီးတော့လုံနေလားဒါကိုယ့်ရဲ့အားနည်းချက်လားသူ့ရဲ့အားနည်းချက်လားဆိုတော့တစ်ချက်စဉ်းစားစေချင်တယ်ပေါ့နော် relationship တစ်ခုမှာတစ်ခါတလေခါကြာမရှိပဲနဲ့ကိုစူးစမ်းနေရတဲ့နဲ့ကိုလှုပ်ဆောင်နေရတဲ့နဲ့တစ်ဖက်ရဲ့ကိုယ့်ရဲ့ပါတနာကပေါ့နော်ကိုနေကတော့အမြဲတမ်းပဲဘာမှတိုးတက်မှုမရှိဘူးဘာမှကိုအရေးရှင်းကမရှိဘူးတောရွာမှာရှိတဲ့ယောက်ျားလေးမိန်းကလေးတွေလောက်တောင်မှတိုးတက်မှုမရှိဘူးသူတို့လောက်တောင်မှမပြည့်မစင်တတ်ဘူးသူတို့လောက်တောင်မှမပြောဆိုတတ်ဘူးသူတို့လောက်တောင်မှအလှပတွေမရှိဘူးလို့ပြောလာခဲ့ကြရင်ပေါ့များမိန်းကလေးတော်များကိုယ့်ရဲ့ပါတနာပြောလာပြီဆိုရင်စိတ်ထိခိုက်အားငယ်ကြပါတော့မိန်းကလေးမမဟုတ်ပါဘူးယောက်ျားလေးတွေဆိုလဲဒီလိုပါပဲသူ့ပါဒနာကနင်ကအမြဲတမ်းစူးစမ်းမှုကိုမရှိဘူးနင်ကယောက်ျားဖြစ်ပြီးတော့မှဦးစီးဦးဆောင်မလုပ်နိုင်ဘူးဒီလိုတွေပြောလာခဲ့ကြရင်ပေါ့နော်ကိုမှတကယ်အားနည်းချက်ရှိလားဆိုတာတစ်ချက်စဉ်းစားပါသူတို့ပြောတာရောဟုတ်နေလားကိုမှတကယ်အားနည်းချက်ရှိနေလားစဉ်းစားပါဟုတ်ဘူးဆိုရင်ကိုရှေ့ဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နှစ်ယောက် relationship ကိုပုံမကောင်းမွန်ရှင်တယ်ပုံမတိုးတက်ရှင်တယ်ဆိုရင်ပေါ့နော်နှစ်ဦးနှစ်ဖက်စိတ်အေးကြည်တာဆိုတာအေးစစ်စစ်နဲ့ပြဿနာတစ်ခုဖြစ်လာပြီးစကားများစရာဖြစ်လာပြီးဆိုရင်စိတ်နှစ်ယောက်လုံးတည်ငြိမ်နေတဲ့အချိန်မှာဘယ်အရာလေးတွေတော့လိုအပ်ချက်ရှိတယ်ဘယ်အရာလေးတွေတော့ပြုပြင်ပြောင်းလဲစေရှင်တယ်တစ်ဖက်ကလည်းဒီအရာတွေကိုပြုပြင်ပြောင်းလဲမယ်ဆိုပြီးတော့မှလှုပ်ဆောင်နေတဲ့အချိန်မှာနှစ်ဦးနှစ်ဖက်မျှတမှုရှိဖို့လိုတယ်နှစ်ဦးနှစ်ဖက်ညီမျှဖို့လိုတယ်ဒါမှသာဒီ relationship ကဆက်ပြီးတော့ရေရှည်ခိုင်မြဲမှာပေါ့နော်အဲ့ဒါကိုကအပြစ်တင်နေမယ်ဝေဖန်နေမယ်ကိုစိတ်ကအားမလို့အားမရဖြစ်နေမယ်ဆိုမရဘူးပေါ့နော်နှစ်ယောက်နှစ်ဦးနှစ်ဖက်ညှိနှိုင်းတင်ဖို့လိုအပ်တယ်ကိုယ်တိုင်ကအပြစ်တင်တတ်တဲ့လူတယောက်ဖြစ်နေပြီဆိုရင်လည်းကိုပြုပြင်ဖို့လိုတယ်ပေါ့နော်တစ်ဖက်လူရဲ့အားနည်းချက်ကြမဟုတ်ဘူးဒါကိုယ့်ရဲ့အားနည်းချက်ဖြစ်သွားပြီကိုကဒီလိုအပြစ်တင်တတ်တဲ့လူတယောက်ဖြစ်နေပြီဆိုကိုပြုပြင်မှာကိုအကောင်းဆုံးဖြစ်အောင်လို့နေထိုင်မှာအဓိကကတော့ကိုပိုရှစ်တတ်ပါတခြားလူတွေကိုအပြစ်တင်ရှင်းကကိုမရှစ်တတ်ရှင်းဟုတ်တာလို့ဘောနော်ပြောလာမယ်ဆိုကျမကတော့ကိုမရှစ်တတ်ရှင်းလို့ပြောရှင်းတယ်တခြားလူတွေကိုအပြစ်မြင်ခဲ့ရင်မယ်ဆိုရင်ကိုဖက်ကနေကိုရှစ်တတ်မယ်ဆိုရင်ကိုပုံမတိုးတက်အောင်လုပ်မယ်ကိုရဲ့အရေးရှင်ပိုတိုးတက်အောင်လုပ်မယ်သူ့ရဲ့အားနည်းချက်တွေကိုလည်းကိုကထောက်ပြဖို့ပဲလိုအပ်တယ်ဗောနော်နှစ်ဦးနှစ်ဖက်တူစူးစမ်းကြမယ်လိုအပ်ချက်တွေရှိကြရင်တူစူးစမ်းကြမယ်အားနည်းချက်ရှိရင်တူစူးစမ်းကြမယ်ဗောနော်တစ်ခုမှာဗောနော်ကိုကတိဆောက်ထားတယ်မြဲရှင်တယ်ဆိုရင်ဗောနော်ရေရှည်အတွက်တကယ်ပဲတွေးထားတယ်ဆိုရင်တော့ relationship မှာ तू အားငယ်တဲ့အချိန်ကိုကဖေးမမယ်ကိုအားငယ်တဲ့အချိန် तू ကဖေးမဒီလိုပဲတယောက်ပခုံးကိုတယောက်မှီကြရမှာပဲနှစ်ယောက်လုံးအားငယ်နေတဲ့အချိန်မှာတယောက်လက်ကိုတယောက်မြဲစုပ်ကန်ပြီးတော့မှလောကရန်တွေအခက်ခဲတွေကိုကြော်ဖြတ်ရမှာပဲဒီလိုမှမဟုတ်ဘဲနဲ့ကိုကဒီလူကတော့ဘာမှလဲမှုမရှိဘူးတကယ်လဲအဲ့လိုမျိုးပြောင်းလဲမှုမရှိတဲ့လူတွေလည်းရှိကောင်းရှိတယ်ရှိတယ်ပေါ့နော်အဲ့အရာတွေအတွက်နဲ့ပေါ့နော်တကယ်စူးစမ်းပြီးတကယ်ပြုပြင်ပြောင်းလဲနေတဲ့လူတွေလည်းတကယ်ရှိတယ်အဲ့ဒါအောင်မှကိုကတကယ်ပြုပြင်ပြောင်းလဲနေတဲ့လူကိုအမြဲတမ်းအပြစ်မြင်နေမယ်ဆိုရင်ပေါ့နော်ဒီ relation ကမตายရနိုင်ဘူးတစ်ဖက်လူကကိုရှစ်လို့အလျှော့ပေးခဲ့ရင်တောင်မှသူ့ရဲ့ရင်ဘတ်ထဲမှာဒဏ်ရာတွေရှိသွားနိုင်တယ်ပေါ့နော်ကိုကတော့မသိဘူးရံပွဲဆယ်ကဖြစ်တယ်တစ်ဖက်လူက10ခါလုံးနီးသူမှန်တောင်းမှန်နေဆိုတိုင်းကိုဖက်ကနေပြီးတော့အမြဲတမ်းမှန်နေရလို့မထင်နဲ့ပေါ့နော်
ဒီလောက်ထိဖြစ်နေတဲ့အချိန်မှာသူအမြဲတမ်းတောင်းပန်နေဆိုရင်ကိုယ့်ဘက်မှာလည်းဘာလိုအပ်ချက်ရှိလဲကိုယ့်ဘက်မှာဘာအားနည်းချက်ရှိလဲဆိုတာစဉ်းစားဖို့လိုရပါတော့10ပွဲလုံးမှာတော့10ပွဲလုံးသူ့မှာအားနည်းချက်ရှိရဲဆိုတော့တော်တော်ရှားပါတယ်တပွဲလောက်တော့သူမှန်နေတာရှိပါလိမ့်မယ်အဲ့အတွက်ကြောင့်မလို့အနည်းဆုံးတော့ကိုဟာအပြစ်တင်တတ်တဲ့လူတစ်ယောက်ဖြစ်နေကိုတေချာပြန်လဲစမ်းစစ်ပါကိုတခြားလူကအယမ်းမဲ့အပြစ်တင်ပြီးပြောဆိုနေလဲအားမငယ်ပါနဲ့မသိမ်ငယ်ပါနဲ့ကိုကြိုးစားမှုကိုလည်းဆက်ပြီးတော့လှုပ်ဆောင်ပါrelationship ကိုညှိနှိုင်းလို့ရတော့အသက်နိုင်ဆုံးညှိနှိုင်းပါရေရှည်ကြော်ဖြတ်ပါနောက်ဆက်တွဲကတော့ဘလို့မှညှိနှိုင်းလို့မရရင်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပေါ့နော်ကိုဆုံးဖြတ်ပါကိုအရေးရှင်းရှိလာပြီကိုဆုံးဖြတ်လာနိုင်ပြီဆိုရင်ကျမပြောပြစရာတော့မလိုတော့ဘူးလို့ထင်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ relationship တွေပိုင်ဆိုင်ကြပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင်